ကဲအားလုံးပဲမင်္ဂလာပါဗျ။ဂျိုးဝါမှာစူးစမ်းပြီးတော့တင်ဆက်ပေးလိုက်ပါဗျ။ဒီနေ့ကျွန်တော်ပြပေးချင်တာတော့ထိုင်းနိုင်ငံထုတ်၅ဘတ်စီအကျွေစီအဲရာစီလေးပဲဖြစ်ပါတယ်ဗျ။ဒီနေ့ကျွန်တော်ပြပေးချင်တာတော့၅ဘတ်စီထိုင်းနိုင်ငံထုတ်အကျွေစီလေးပဲဖြစ်ပါတယ်ဗျ။ဒါလေးကဆိုရင်ထိုင်းနိုင်ငံထုတ်၅ဘတ်စီအကျွေစီအဲရာစီလေးပေါ့ဗျာနော်။ဒီကောင်လေးအဲရာဘာမှရှိနေတာလဲဆိုတာကိုကျွန်တော်ပြပေးပါမယ်ဗျာနော်။ဟုတ်မဟုတ်လဲသုံးသပ်ပေးကြပါအောင်ဗျ။လိုအပ်တဲ့လူတွေလည်းဝယ်သုံးလို့ရပါတယ်ဗျာနော်။သူ့ရဲ့ခုနှစ်ကတော့2538ခုနှစ်ပဲဖြစ်ပါတယ်ဗျ2538ခုနှစ်ပဲဖြစ်ပါတယ်ဗျာနော်သူ့ရဲ့ခုနှစ်လေးရတော့နော်သူ့ရဲ့ခုနှစ်ကထိုင်းခုနှစ်က2538ခုနှစ်ပဲဖြစ်ပါတယ်ဗျာ5ဘတ်လေးပဲဖြစ်ပါတယ်ဗျာနော်5ဘတ်စီလေးပဲဖြစ်ပါတယ်ဗျာနော်သူ့ရဲ့ဘေးပေါင်လေးက0လေးသွားပါတယ်ဗျာနော်သူ့ရဲ့ဘေးပေါင်လေးကဒီတိုင်းလေးပါအယောင်လေးကတော့ဒီလိုမိုးလေးဖြစ်နေပါတယ်ဗျာနော်ဒါသူ့ရဲ့အယောင်လေးပေါ့ဗျာနော်ဗမာအဲရာရှိနေရလဲဆိုတာကိုကျွန်တော်ပြပေးပါမယ်ဗျဟုတ်မဟုတ်လဲသုံးသက်ကြပါအောင်ဗျာနော်ဟုတ်မဟုတ်လဲသုံးသက်ပေးကြပါအောင်ဗျလိုအပ်တဲ့လူတွေဝယ်သုံးလို့ရပါတယ်ဗျာနော်ကျွန်တော်ပြပေးပါမယ်ဗျသူ့ရဲ့အဲရာလေးကတော့ဒီမှာပါဗျာနော်သူ့ရဲ့အဲရာလေးက3နဲ့8မှာဗျစာလုံးထက်လေးတွေပါတယ်ဗျာနော်9မှာလည်းစာလုံးနည်းနည်းထက်နေပါတယ်ဗျာနော်နော်3ရဲ့8ရဲ့မှာစာလုံးထက်လေးပါနေပါဗျာနော်3ရဲ့8ရဲ့9ရဲ့နော်358ဗျာနော်အဲ့မှာ error လေးပါနေတယ်ဗျာနော်စာလုံးတွေ့ရလားမသိဘူးနော်စာလုံးလေးထက်နေတာဗျာနော်စာလုံးထက်လေးတွေပေါ့ဗျာနော်ဒီနေ့နေရာလေးဒီမှာတော့ဒီမှာတွေ့တာအောက်မှာလေးတွေသူအစုံလေးတွေပိုထွက်နေရနော် error လေးဖြစ်နေတာပေါ့ဗျာနော်စာလုံး error လေးတွေစာလုံးမှာစာလုံးထက်လေးတွေပေါ့ဗျာနော်ဒီမှာဒါလေးတွေစာလုံးထက်မယ်ဗျာနော်ဒီမှာလေးတွေစာလုံးထက်မယ်ဟုတ်ကြဒီမှာ error လေးရှိမယ်ဗျာနော်3နဲ့5နဲ့8နဲ့ပါဗျာနော်စာလုံးလေးထက်နေပါဗျာနော်သူ့ရဲ့ error လေးပေါ့ဗျာနော်ဗျာကျွန်တော်ဒီ number 5ပေါ့နော်5မှာအတွင်းမှာသူက error လေးပါမှာဗျာနော်အတွင်းမှာစာလုံးလေးထက်မယ်ဗျာသူ့ရဲ့ဆေးရောင်လေးကြတော့သူကတိတ်ပြီးတော့မမြင်ရဘူးဗျာနော်ဒါပေမဲ့အနီးကပ်လေးကြည့်ရင်တော့သူကတော့မြင်ရပါတယ်ဗျာနော်ဒီနေရာလေးမှာပါမယ်ဗျာနော်ဒီနေရာလေးမှာစာလုံးထက်မယ်ဗျာအတွင်းထဲမှာတွေ့တာ9ရက်အတွင်းထဲမှာစာလုံးလေးထက်မယ်နောက်ပြီးကြရင်ဒီ9ရက်3ရက်8ရက်မှာစာလုံးလေးထပ်မယ်ဗျာနော်စာလုံးလေးထပ်နေတာဗျာနော်သူ့ရဲ့အဲ့ဒါလေးကတွေ့ရတိုင်းဗျာနော်ဒီဘက်ချမ်းမှာလည်းစာလုံးထပ်လေးတွေပါပါဗျာနော်သူ့ရဲ့စာလုံးတွေကထပ်တော့ထပ်နေတယ်သို့ပေမဲ့ကျွန်တော်တို့အယောင်လေးကြောင့်မို့သူကစာလုံးလေးတိတ်တော့ထက်နေရမှမသိရဘူးဗျာဒါပေမဲ့သူကစာလုံးလေးထက်နေပါဗျာဒီဘက်ချမ်းလေးမှာစာလုံးထက်မယ်ဗျာနော်ကောင်းလေးဒီမှာစာလုံးထက်မယ်ဗျာနော်သူ့ရဲ့အဲ့ဒါလေးပေါ့နော်ဘယင်းဘူမီဘောယာမကိုတဲ့ယာမကိုပုံနေပေါ့နော်ငငယ်ကပုံနေဗျာနော်ဘယင်းပုံနေအယောင်လေးကတော့အလူမျိုးလေးဖြစ်နေဗျာနော်သူ့ရဲ့အယောင်လေးပေါ့နော်ဗျာဒီဘက်ချမ်းလေးဒီမှာလည်းအထက်လေးတွေရှိတယ်ဗျာနော်စာလုံးထက်လေးတွေဗျာကျွန်တော်ဒီ6နေရာလေးမှာထက်တယ်ဗျာနော်9နေရာလေးမှာစာလုံးထပ်မယ်ဗျာနော်ဒီဟာလေးဒီဘက်မှာလေးထပ်တယ်ဗျာသူ့ရဲ့အယောင်လေးကြတော့သူကမမြင်အောင်တိတ်ပြီးတော့နော်ဒါပေမဲ့သူစာလုံးလေးထပ်နေတာတော့တွေ့ရပါတယ်ဗျာနော်စာလုံးလေးထပ်နေတာပေါ့ဗျာနော်အဲ့ဒါစီလေးပေါ့ဗျာလိုအပ်တဲ့လူတွေလည်းဝယ်သုံးလို့ရပါတယ်ဗျာနော်ကျွန်တော်ဈေးသက်သက်သာနဲ့ကျွန်တော်ရောင်းပေးပါမယ်ဗျာနော်စာလုံးထပ်လေးတွေနော်ဒီဘက်မှာဆိုရင်တော့တိတာတာပေါ့ဗျာနော်ဒီဘက်မှာဆိုရင်တော့တိတာပါတယ်ဗျာ5တို့3တို့9 8ဗါလဲ8တို့မှာနော်5 3 8အဲ့ဒါတွေမှာနော်စာလုံးထက်လေးတွေပါတယ်ဗျာနော်စာလုံးလေးထက်နေအဲ့ဒါလေးဖြစ်နေတာပေါ့ဗျာနော်လိုအပ်တဲ့လူတွေအားပေးပေါ့ဗျာမလိုအပ်တဲ့လူတွေအားမပေးနဲ့ဂျမ်းကြည့်ကြဗျာဘူးတုတရတယ်ဗျာနောက်ပြဒီမှာလဲပါတယ်နော်အတွင်းမှာထက်နေနော်9ရက်အတွင်းမှာထက်နေတာပါဗျာနော်အဲ့ဒါလေးဆက်အဲ့ဒါလေးပါဗျာနော်ဒါလေးကဆက်အဲ့ဒါကျွေးစည်းလေးပါဗျာလိုအပ်တဲ့လူတွေယူသုံးကြပါဗျာနော်ထိုင်းနိုင်ငံထုံ5ဘတ်ကျွေးစီလေးပါဗျအယောင်လေးကတော့ဒီလိုမျိုးလေးဖြစ်နေဗျာနော်အယောင်လေးကတော့ဒီလိုမျိုးလေးဖြစ်နေပါတယ်အယောင်လေးကတော့ဒီလိုမျိုးလေးဖြစ်နေပါဗျာနော်5ဘတ်စီအကျွေးစီအဲ့ဒါစီလေးပါဗျာနော်6မှာလည်းထက်တယ်ဗျာနော်ဒီ6လေးမှာထက်တယ်
ဒီကိုးလေးမှာထပ်မယ်ဗျာနော်စာလုံးထပ်မယ်ဗျာနော်ဟုတ်ဗျာဒီကောင်လေးဒီမှာစာလုံးလေးထပ်တယ်ဗျာနော်လိုအပ်တဲ့လူတွေယူသုံးကြပါဗျာမလိုအပ်တော့လည်းမသုံးနဲ့ပေါ့ဗျာကြည့်ကြပါဗျာနော်ကဲအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျနော်အားလုံးလည်းအရေးအစီအမီနိုင်ကြပါစေဗျလိုအပ်ရင်ဆက်သွယ်လေးပါဗျ